ဒီကနေ့ဆွေးနွေးမဲ့စာမှုကကိုလိုနီခေတ်မှာရိုးရအောင်လို့ခေါ်တဲ့ချိုင်းနိုင်ငံကတန်တမန်ရေးရဲ့ပြုပြင်ပြောင်းလဲရေးရဲ့နေမီပေးဆက်မှုတွေရဲ့နဲ့လွတ်လပ်ရေးကိုဘယ်လိုချိန်သိမ်းချက်တယ်လဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ဗျာ ပထမဆုံးအဓိကသုံးသပ်ခြင်းတဲ့အချက်ကတော့လေဒီစာမှုဟောတမိုင်းကြောင်းကိုစိတ်ဝင်စားခွဲဆက်လန်းတပုတ်လို့တင်ဆက်ထားပြီးမြဲဖထဝီနိုင်ငံရေးဖြူဟာရကိုလေးနက်စွာခွဲချမ်းစိတ်ဖြာတဲ့ဘက်မှာတော့အားနဲ့နေသေးတာကိုတွေ့ရပါတယ် မှန်တယ်ဗျာတကယ်တော့စာရေးသူကအသားလီးပြီးအသက်ကဲတဲ့ရောအဲ့ဒီထဲကငွေတွေထုတ်သုံးနေတော့ဆိုတဲ့အသုံးလုံးနေနဲ့စက်ကြောင်းကိုတော်တော်လေးဆွဲဆောင်မှုရှိအောင်ရေးထားတာပါ ဟုတ်တယ်ရှင်အဲ့လိုရေးထားတာကောင်းပါတယ်ဒါပေမဲ့ပြဿနာကအဲ့ဒီဖြစ်ရက်တည်ရဲ့နောက်ွယ်ကကဘာလုံးဆိုင်ရာအရင်ရှင်စနစ်နဲ့ဘယ်လိုချိတ်ဆက်နေတယ်ဆိုတဲ့စနစ်တကျသုံးသပ်မှုတွေအားနည်းနေတာပေါ့နော် ဟုတ်ကဲ့ဗျာဟိုပေါင်ရင်းစားချုပ်လို့ကိစ္စတွေမှာဆိုပိုထိတာတယ်ထိုင်းကို British နဲ့ပြင်သစ်တို့ကကြားကန်နယ်မြေဖြစ်ဘာကြောင့်သဘောတူခဲ့ကြတယ်လဲဆိုတော့ Empire နှစ်ခုကြားကနိုင်ငံကြီးသဘောတူညီချက်ကိုတေချာမထောက်ပြထားဘူးလေ အဲ့ဒါအတိအကျပဲဒါဟာစစ်သွေးရင်ကစားပွဲမှာအယုတ်တွေဘလို့ရွှေ့သွားတယ်ဆိုတာကိုတော့ပြောပြနေပေမယ့်ကစားပွဲရဲ့စီးမြင်ဥပဒေအပြည့်စုံကိုတော့မရှင်းပြထားသလိုဖြစ်နေတယ်ရှိ ဒါပေါ့ဗျာအဲ့ဒီတော့ဇလတ်ကိုအာရုံစိုက်လွန်းတာကြောင့်နောက်ွက်ကစီးပွားရေးဆိုင်ရာမောင်းနေအားတွေကိုလစ်လျူရှုမိနိုင်တဲ့အနေရရှိမနေဘူးလားဆိုတာမေးခွန်းထုတ်เสียဖြစ်လာတယ် မှန်တာပေါ့ဒါကြောင့်ဒီစကြောင်းပြဖြစ်ရတဲ့ဒီတန့်ချက်အဲ့ဒီဖြစ်ရတဲ့နောက်ွက်ကစနစ်တကျအလို့လောက်သွားတဲ့မဟာဗျူဟာပိုင်းဆိုင်ရာတွေ့ချက်မှုတွေကိုပါပုံမချစ်ထွင်ရေးသားမှုအကြံပြုချင်ပါတယ်ရှင် ဥပမာအနေနဲ့ဘောင်ဝင်းစားချုပ်ကြောင့်ထိုင်းနိုင်ငံရဲ့ပြည်တွင်းစီးပွားရေးမူဝါဒတွေဘယ်လိုပြောင်းလဲသွားတယ်ဆိုတာကိုထည့်သွင်းတင်တယ်ဗျာ ဟုတ်တယ်နိုင်ငံခြားကွန်းလွှဲလေဖို့ကိုဘယ်လိုဖွင့်ပြလိုက်ရတယ်ဆိုတာမျိုးပေါ့နော် ဟုတ်တယ်ဗျာဒါအပြင်အင်္ဂလိပ်နဲ့ပြင်သစ်တို့အနေနဲ့ထိုင်းကိုကြားခံနေမြေဖြစ်ထားရှိခြင်းအပြင်တို့ချင်းချင်းအာရှတိုက်မှာတိုက်ရိုက်စစ်မဖြစ်အောင်ဘယ်လိုရှောင်ရှားခဲ့ကြတယ်ဆိုတော့ဥရောပနိုင်ငံရေးရှုထောင့်ကိုပါထည့်သွင်းဆွေးနွေးနိုင်ရင်ပိုကောင်းမယ်ထင်ပါတယ် သဘောတူပါတယ်ရှင်ကဲပြင်ပပထွားရေးနိုင်ငံရေး view ဟာတွေအကြောင်းဆွေးနွေးပြီးပြီဆိုတော့ဒီမူဟာရတွေကြောင့်ပြည်တွင်းမှာဘလို့ရိုက်ခတ်မှုတွေရှိခဲ့တယ်လဲဆိုတော့အတွင်းရေးရှုထောင့်ကိုစက်ကြည့်ရအောင်ပါ ကောင်းပါပြီဗျာ လက်ရှိကျင်ပြချက်မှာထိုင်းနိုင်ငံလွတ်မြောက်ခဲ့ရခြင်းကိုဘယင်တွေရဲ့အမျိုးအမြင့်ကြီးမားမှုတစ်ခုရဲ့အပေါ်မှာသာအာရုံစိုက်ထားပြီးပြည်တွင်းရဲ့အပြောင်းလဲတွေနဲ့တခြားရှုထောင့်တွေကိုချက်လက်ထားတာတွေ့ရပါတယ်ရှင် ဟုတ်တယ်ဗျာနိုင်ငံရေးအပြောင်းလဲနဲ့နေမြေပေးရမှုတွေမှာတိုင်းပြည်တစ်ခုလုံးကတတွဲတဲ့တသားတဲ့သဘောတူညီခဲ့ကြတဲ့ပုံစံမျိုးရေးသားထားတာတွေ့ရတယ် အသားကိုလီးပြီးအသက်ကဲတဲ့ဖြစ်စဉ်မှာဆိုရင်ခိမီရေလုပ်ငန်းစဉ်တွေကြောင့်ဒါမှပြည်သူတွေခန်းစားရတဲ့ဝင်ထုတ်ဝင်ပိုးတွေကိုလုံးဝမတွေးရဘူးလी မှန်တာပေါ့ဗျာပြည်တွင်းကကန့်ကွက်မှုတွေဒါမှမဟုတ်အခြားနိုင်ငံရေးအင်အားစုတွေအထမ်းကရန်ဆိုတာရှိမှာပဲ အဲ့ဒီတော့အထက်စီးကနေကြည့်တဲ့အမြင်တစ်ခုတည်းမဟုတ်ဘဲတမိုင်းကိုရှုထောင်ပေါင်းဆောင်ကနေမြင်နိုင်အောင်စန့်ကျင်ဘက်အမြင်တွေနဲ့ပြည်တွင်းလူမှုရေးအခြေအနေတွေကိုပါထည့်သွင်းစဉ်းစားသင့်တယ်လို့အကြံပြုချင်ပါတယ် စာမှုထဲမှာထိုင်းနိုင်ငံကိုတသားတည်းဖြစ်နေတဲ့အဖွဲ့အစည်းတစ်ခုလို့တင်ဆက်ထားတာကတော်တော်ပဲဟာကွက်ဖြစ်နေတယ်ဗျာ ဟုတ်တယ်ရှင်ဘယ်လိုပြောမလဲအကုန်လုံးကလက်ခုပ်တီးပြီးជីជីပြူပြူလက်ခံခဲ့ကြတဲ့ပုံစံမျိုးဖြစ်နေတာ ဆိုတော့အဲ့ဒီအချက်ပေါ်ခြေခံပြီးနေဆိုနေဖျက်ကလူတွေဒါမှမဟုတ်တာမန်ပြည်သူတွေရှုထုံကနေကြည့်ရင်ရောဒီအသားလေးတဲ့လုပ်ငန်းစဉ်ကဘယ်လိုနေမလဲဆိုတာကိုစူးစမ်းကြည့်စေချင်တယ်ဗျာ ဟုတ်ကဲ့ဥပမာလာအိုနဲ့ကမ္ဘောဒီးယားလိုနေမြေတွေကိုဆွန့်လွတ်လိုက်ရတဲ့အပေါ်နန်းသွင်းရာရှိတွေဒါမှမဟုတ်ဒီတော့ခံရမချစ်နှက်မှုတွေရှိခဲ့သလားဆိုလာမျိုးပေါ့နော် အင်းမှန်တယ်နောက်ကီဘဟုချုပ်ကိုင်းမှုအားကောင်းလာအောင်ခေတ်မီပြုပြင်ကြောက်လဲမှုတွေလုပ်ခဲ့အခါတာမန်လက်သမားလူတန်းစားတွေပေါ်ဘလို့တဲအောင်မှုရှိခဲ့တယ်လဲဆိုတဲ့လူမှုစီးပွားရှုထောင့်ကိုပါထည့်သွင်းပြီးရင်စာမှုကပုံမှုအသက်ဝင်လင်းနေလာမှသိချတယ်ဗျာ ဒါပေါ့ရှင်ကဲအဲ့ဒီလိုတမိုင်းဝင်အချက်လက်တွေနဲ့ပြည်တွင်းရေးရှုထောင့်လေးကိုလေ့လာပြီးတဲ့နောက်ဒီစာမှုရဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့ဒီတမိုင်းမြင်ကန်းစားတွေကနေယနေ့ခေတ်အတွက်ဘာတွေရနိုင်မလဲဆိုတဲ့အရေးကြီးဆုံးအပိုင်းကိုစသွားကြတာပေါ့ ဟုတ်ကဲ့ဗျာ ဒီစာမှုဟာတမိုင်းဝင်အထီးပြက်တွေကိုရှင်းလင်းစွာဖော်ပြထားနိုင်ပြီမြတ်ဒီရက်တီရှင်းတန်မှုပြူဟာတွေကနေခက်တဲ့နိုင်ငံရေးနဲ့ချိတ်ဆက်နိုင်တဲ့ပုံမလေးနဲ့တဲ့သင်ငန်းစာတွေဆွဲထုတ်ပြဖို့လိုအပ်နေပါသေးတယ်ရှင် ဟုတ်တယ်ဗျာလက်ရှိညီကုန်းချက်မှာကခင်မီအောင်ပြုရင်ချင်းတန်တမရဲ့အနာခင်ချင်းဆိုတဲ့အချက်သုံးချက်ကိုပြန်လဲအချင်းချုပ်ထားရုံတက်တက်ဖြစ်နေတယ် မှန်တာမို့တာမန်တမိုင်းဖတ်စာအုပ်တအုပ်လို့အဆုံးသက်သွားတာလीစာဖတ်သူကိုဒါဆိုရင်ဘာဖြစ်လဲဆိုတဲ့ပုံမိုးကြေပြတဲ့တွေးခေါ်မှုမျိုးမပေးနိုင်ဘူးဖြစ်နေတယ် ဟုတ်တယ်ဗျာအဲ့ဒီချက်တွေကတိကျမှန်ကန်ပြီးမြဲပုံတေကားကြလွတ်နေတယ်အဲ့ဒီတော့တမိုင်းကချက်လက်တွေကတခြားကောက်ချက်တစ်ခုကိုရောပေးနိုင်မလားဆိုတာစဉ်းစားဖို့လိုလာတယ် အဲ့ဒီတော့ထိုင်းနိုင်ငံရဲ့အတိတ်ကရှင်တန်ရဲ့မဟာဖြူဟာတွေကိုယနေ့ခေတ်ကမ္ဘာဖထရီနိုင်ငံရဲ့အခြေအနေတွေနဲ့ချိတ်ဆက်နိုင်ရှင်ပြီးပုံမိုးအားကောင်းတဲ့ညီကုန်းချုပ်တစ်ခုကိုဖန်တီးတင်တယ်လို့အကြံပြုချင်ပါတယ်ရှင်
ဒါဖို့ဗျာအတိတ်သမိုင်းကိုလက်ရှိနိုင်ငံတကာဆက်ဆံရေး theory တွေနဲ့ချိတ်ဆက်စဉ်းစားကြည့်ဖို့တိုက်တွန်းကျင်တာပါ ဥပမာအနေနဲ့ထိုင်းနိုင်ငံကအင်္ဂလိပ်နဲ့ပြင်းထစ်ကြားမှဖြူဟာကြားကြရှင်တန်းခဲပုံကိုယနေ့ခေတ်အမေရိကန်နဲ့တရုတ်လိုအင်အားကြီးနိုင်ငံတွေကြားမှာအရှေ့တောင်အာရှကနိုင်ငံငယ်လေးလီဘလို့ရက်တီနေကြတယ်လဲဆိုတာနဲ့နိုင်ရှင်ပြလို့ရတာပေါ့ ဟုတ်တယ်ဗျာမြင့်မောက်ခေတ်နိုင်ငံရေးချင်းခွင်ကြားညီချီရန်တရားတွေနဲ့ဘယ်လိုစင်တူတယ်လဲဆိုတာကိုပြတာဖို့ပေါ့ အဲ့ဒီလိုထက်သွင်းရေးသားလိုက်မယ်ဆိုရင်စာဖတ်သူတွေကိုအတိတ်သမိုင်းကနေလက်ရှိခေတ်အထိ direct ဆက်ဆက်သွေးတော့နိုင်အောင်အများကြီးလှုံ့ဆော်ပေးနိုင်မှာအသေးချပါလဲရှင် ဟုတ်ကဲ့ဗျဆိုတော့ဒီနေ့ဆွေးနွေးမှုမှာအထူးကအကြံပြုချက်၃ချက်ကိုသုံးသပ်ပေးခဲ့တာပေါ့နော် ဟုတ်ပါတယ်ရှင်ပထမအချက်ကဇလန်းဆန်ဆန်တင်ပြမှုကနေစီးပွားရေးနဲ့ပထဝီနိုင်ငံရေးနောက်ခံကိုပုံမခွဲချမ်းစိတ်ဖြာဖို့ပါပဲ ဒုတိယအနေနဲ့ကတော့ဘယင်တွေရဲ့ရှုထောင့်မဖြစ်ပြည်တွင်းကတာမန်လူတွေရဲ့အတန်းတွေကိုပါထည့်သွင်းစဉ်းစားဖို့ဖြစ်ပါတယ်ဗျာ ဟုတ်ကဲ့နောက်ဆုံးတတိယအချက်ကတော့သမိုင်းဝင်အဖြစ်အပျက်ဒီကိုယနေ့ခေတ်နိုင်ငံတကာရေးရသင်ခန်းစာတွေအဖြစ်ပုံမှုကျဖြန့်စွာချိတ်ဆက်ပြဖို့ပဲဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ဗျာ စာရေးသူအနေနဲ့အခုပြောခဲ့တဲ့အကြံပြုချက်ဒီကိုအသုံးပြုပြီးပုံမိုးအားကောင်းခိုင်မာတဲ့စာမှုအဖြစ်ပြင်ဆင်ရေးသားကကျမတို့ထံနော့ကကျင်ပြက်လက်ပြေးပို့ဖို့ဖိတ်ခေါ်ပါတယ်ရှင်ဒီကနေ့တော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်